ခရိယန်ဓမ္မဟောင်းကျမ်းစာထဲမှာနားလည်ရန်ခက်ခဲသောကျမ်းပိုင်များရဲ့ဖြည့်ရှင်းခြင်းသင်ခန်းစာနှစ်ကိုတော်ပါမယ်။နောက်ထောင်ကြသူရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။တချို့ကဘုရားသခင်ဟာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်။ဖန်ဆင်းပြီးတော့လူတွေကိုတရပြီးတရက်စင်ပြီးဆက်တခုပြီးတခုဖန်ဆင်းတယ်။ဖန်ဆင်းတော့ဟုတ်ပါတယ်။ဒါပေမဲ့ဘုရားသခင်ကကောင်းကင်နဲ့မြေကြီးကိုမဖန်ဆင်းခင်မှာဘယ်မှာနေလဲလို့တချို့တွေကသိချင်ကြပါတယ်။အဲ့ဒါကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ဘုဒ္ဓအနေနဲ့အခြားဘာသာဝင်များလည်းနားထောင်ဖို့ရန်ကျွန်တော်ဖိတ်ခေါ်ပါတယ်။ရောက်စီတိုင်းကိုဘာသာတိုင်းလူမျိုးတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။မေတ္တာပို့ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီမေးခွန်းဖြေရမယ်ဆိုလို့ရှိရင်ကောင်းကင်ဘုံဆိုတာကိုနားလည်ရမယ်ပြီးတော့ကောင်းကင်ဆိုတာကိုကျွန်တော်တို့နားလည်ရမယ်ပြီးတော့မိုးကောင်းကင်ဆိုတာကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ်အပိုင်း၃ပိုင်းနဲ့ပေါ့နော်ဆိုတော့ဘုရားခင်ဖန်ဆင်းတာကတော့ကောင်းကင်နဲ့မြေကြီးလို့ဖန်ဆင်းတယ်အခုကျွန်တော်မြင်ရ sky heaven sky ပေါ့နော်ဒီမှာ satellite တွေကိုတွာလာနေတဲ့ atmosphere အင်္ဂလိပ်လိုဆိုရင်ပိုင်း၃ပိုင်းပေါ့နော်မိုးမြင့်တဲ့ချက်ဘာညာရှောက်စပြင်ရှိတာပေါ့နော်ဆိုတော့မေးစရာကလည်းမေးချင်စရာမေးခွန်းပေါ့နော်ဒါလည်းတချို့လည်းသိချင်လို့မေးတယ်ဆိုတော့လည်းကျွန်တော်လည်းသိသလောက်ဖြေပြချင်ပါတယ်လို့ဆိုတော့ကောင်းကင်ဘုံနဲ့ကောင်းကင်နဲ့မတူပါဘူးဆိုတော့ကျွန်တော်တို့အရင်ခွဲခြားပြီးမှနားလည်ဖို့ရဖြစ်ပါတယ်လို့ယေရှုခရစ်တော်ကမဿဲအခန်းကြီး9အငယ်34မှာတပည့်တော်တွေကိုသွန်သင်တဲ့ကျမ်းချက်ရှိတယ်ပြီးတော့မှပြညတ်ထားတဲ့ကျမ်းချက်ရှိတယ်ပေါ့နော်အဲ့တော့မဿဲ9:34မှာဘာပြောလဲဆိုလို့ရှိရင်ငါပြညတ်တီကားတဲ့ကျိန်ဆိုခြင်းကိုအလင်းမပြုရတဲ့ကျိန်ဆိုတာတို့ဘာလို့များဘုရားကမကြိုက်ဘူးပေါ့နော်ကောင်းကင်ဘုံကိုတိုင်တည်၍မကျိန်ရတဲ့ကောင်းကင်ဘုံကဘုရားသခင်ဤပလင်တော်ဖြစ်သည်တဲ့ပြီးတော့မဿဲအခန်းကြီး6အငယ်9မှာဆက်ပြီးမှယေရှုခရစ်တော်ကတပည့်တော်တွေကိုဆုတောင်းတာကိုသင်ပေးတယ်အဲ့သင်ပေးတဲ့ထက်မှာလည်းသူပြတ်ပြတ်သားသားပြောတဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်မဿဲ6ငယ်9မှာထို့ကြောင့်သင်တို့ဆုတောင်းရမည်မှာကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဖာကိုယ်တော်ဤနာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသောကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဖာတဲ့ဆိုယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအဖြစ်ဘုရားသခင်သားသမီးဖြစ်ရတဲ့အခွင့်ကိုရတယ်ဆိုတဲ့နှုတ်ကပတ်တော်စီလျော်ဖို့အတွက်ယေရှုခရစ်တော်ကလည်းထောက်ခံတယ်အတည်ပြုတဲ့နေရာမှာကောင်းကင်ဘုံမှာရှိတဲ့အဖာတဲ့ကျွန်ုပ်တို့ရဲ့အဖာဆိုပြီးမှဆုတောင်းပါတဲ့ဒါကောင်းကင်ဘုံကနေဆင်းသက်လာတဲ့ခရစ်တော်ဘုရားကပြောထားတဲ့စကားဖြစ်သောကြောင့်ဒီကျမ်းကျက်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ကောင်းကင်ဘုံ၌ရှိတဲ့အဖထာဝရဘုရားဟာကောင်းကင်ဘုံမှာနေပါတယ်ဆိုတော့ကိုပြတ်ပြတ်သားသားနားလည်ရပါတယ်လို့နောက်ကပ္ပဦးကျမ်းခန်းကြီး1အငယ်1ကိုကြည့်တဲ့ခါမှာလေအဆောက်အဦ၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏တဲ့ဘုရားကဖန်ဆင်းတာကကောင်းကင်နဲ့မြေကြီးအဲ့တော့အဆောက်အဦမှာဖန်ဆင်းတယ်ဖန်ဆင်းတဲ့အချိန်ကိုအဆောက်အဦလို့ပြောတော့ကြောင့်အဲ့ဒီဟာတဲ့စောတဲ့အချိန်ကလည်းရှိနေတယ်ဒါဘုရားသခင်ရဲ့
ဖြစ်တည်မှုပေါ့နော်အဲ့တော့ဖန်ဆင်းရှင်ရှိလို့ဖန်ဆင်းသောအရာတွေကိုကျွန်တော်မြင်ရတာဖြစ်ပါတယ်ဘယ်စာအုပ်မှမဖော်ပြဘူးဒီကျမ်းစာထဲမှာကတော့ဖျားသခင်ကတဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်ဆိုတော့ဒီကျမ်းစာမှန်သလားဆိုတော့မောကြည့်လိုက်လို့ရှိရင်ကောင်းကင်ကိုတွေ့ရပါတယ်ပြီးတော့ကောင်းကင်တဲ့အင်မတန်မှမြင့်တဲ့ကောင်းကင်ဘုံဆိုတဲ့နေရာရှိပါတယ်ပြီးတော့မြေကြီးကိုကြည့်ရင်လည်းငုံကြည့်လိုက်မြေကြီးဆိုတာရှိပါတယ်ဒါတွေဟာမြေကြီးလက်ခံမလွဲမှန်ကန်တဲ့အချက်တွေဆိုတော့ကိုကျွန်တော်နားလည်ဖို့တတိချက်ဖို့အကြောင်းဖြစ်တယ်ဆိုတော့ကိုထပ်မံပြီးတော့ခွန်အားပေးတိုက်တွန်းခြင်းပါတယ်လို့နော်ဆိုတော့ဆက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဘုရားသခင်ပထမနေ့ဒုတိယနေ့တတိယနေ့ဆိုပြီးမှအများကြီးဖန်ဆင်းသွားတယ်နော်အဲ့ဒါကိုကျွန်တော်တို့နားလေရမယ်အဲ့တော့ဒီ sky ဆိုတာရှိရယ် space ဆိုတာရှိရယ် heaven ဆိုတာရှိအင်္ဂလိပ်လိုကတော့ဝေါ်ဟာရသုံးလုံးရှင်းပါတယ် sky ဆိုတာကျွန်တော်မြင်နေရတဲ့ဝေဟင်ပေါ့နော် space ဆိုတာ sky တဲ့နည်းနည်းမြင့် satellite တွေသွားတယ်နော် above the clouds above နော်ဒီတိမ်နေမိုးတိမ်တွေရဲ့အထက်မှာအဲ့ဒါက space ပေါ့နော်ပြီးတော့မှတခါ heaven ဆိုအရမ်းမြင့်တယ်ဘုရားသခင်ရှိတဲ့နေရာပေါ့နော်ကျမ်းစာကတော့ဒီလိုပဲပေါ်ပြပါတယ်ဒါကိုကျွန်တော်မိကုန်းကိုပြန်ဖြေရမယ်ဆိုလို့ရှိရင်ထာဝရဘုရားသခင်ကကောင်းကင်နဲ့မြေကြီးကိုမဖန်ဆင်းခင်မှာဘယ်မှာနေသလဲလို့မေးလာတဲ့နော်ကျွန်တော်ရဲ့မိတ်ဆွေလေးတွေတပည့်လေးတွေကိုကျွန်တော်ဖြေကြားရင်းနဲ့ဖြေကြားဖို့အတွက်ကျွန်တော်စာပေလေးတွေပြုစုရင်းနဲ့ရှာဖွေထားတဲ့အရာလေးတွေကိုနားထောင်တဲ့သူတွေဘုဟုတုတရစေပါမယ်အကြောင်းကျွန်တော်နည်းငယ်မေတ္တာနဲ့ဝေငှပြောပြပါတယ်ရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ